တခုခုဖြစ်လို့လားအခုမင်းရဲ့မျက်လုံးကိုကြည့်ရတာနည်းနည်းရောင်ပြီးနေတယ်လို့ပဲစင်ပြေလားဟုတ်လားမျက်လုံးလည်းတခုခုဝင်နေရโอเคအဲ့ဒါဆိုလို့ရှိရင်ခဏလေးစောင့်အောင်နော်မြင်ရတဲ့လောက်တော့မင်းရဲ့မျက်လုံးကတော်တော်လေးချင်းနေဆိုးနေတယ်မျက်သားတွေကလေနေနေတယ်အခုအရန်နာလားနားအခုမင်းမှာအမြင်အာရုံနဲ့ပတ်သက်ပြီးတော့တခုခုပြဿနာတွေပါရှိလားမရှိဘူးโอเคမျက်စင်းဆေးတွေပါရောသုံးလားဒီဟာဖြစ်တာဘယ်လောက်ကြာပြီလဲနှစ်ပတ်ဒီကြားထဲမှာရောခဏခဏငိုတာတွေပါရှိလားဒီနေ့ကိုစခရင်ထားရဲ့ဘယ်နှစ်နာရီရှိလဲ8 နာရီညဘက်တည်းရောဘယ်ချိန်အိတ်လဲ1 နာရီโอเคအခုမင်းရဲ့မျက်လုံးထဲမှာဝင်နေတဲ့အရာဘယ်ကနေဘလို့ဝင်တာလဲအမုံနေထင်တယ်နော်တော်တော်ဆိုးမယ်တင်တယ်မျက်လုံးကခုချင်းတွေကရောင်နေပြီဆိုတော့လေပြီးတော့မျက်လုံးအခုကြည့်ရတဲ့မြင်ကွင်းရရှင်းရလားဝါးနေရတယ်ရှိလားဘလို့နေလဲဝါးနေရဘယ်ဘက်ကလဲဘယ်ဘက်လားညဘက်လားအော်နှစ်ဘက်လုံးโอเคအဲ့ဆိုလို့ရှင်ပထမဆုံးဒီမျက်လုံးထဲမှာဝင်နေတဲ့အမုံတွေကိုရင်ဖယ်မယ်ပြီးလို့ရှင်ဒီမျက်လုံးမှုန်နေတဲ့ဟာကိုကြည့်သွားအောင်လုပ်ပေးမယ်နော်โอเคအဲ့ဆိုခဏဆောင်ပြီနော်အရင်ဆုံးစစ်ကြည့်မယ်နော်နှလုံးလေးရတယ်မနာဘူးလုံးဖွင့်ထားမယ်မပိတ်နဲ့နားမထီဘူးရတယ်လောလောဆယ်မင်းရဲ့မျက်လုံးနဲ့ကိုကလေးရလေးနဲ့စစ်ဆေးမှာဆိုတော့လေမနာအောင်ရပိုးမဝင်အောင်ရလိမ့်စေးလေးထည့်ပေးထားမယ်နော်
ဒီစီကဟိုဟာဆက်တယ်လည်းမပါဘူးခဏလေးပဲသိခံလိုက်နော်နှလုံးနဲ့အေးသွားလိမ့်မယ်ခဏတော့ဝဝလေးဖြစ်မယ်နော်ပြီးရင်ပြန်ကြည့်သွားလိမ့်မယ်မကြည့်လဲဘာမှမဖြစ်ဘူးဒါအနေများတဲ့စီမဟုတ်ဘူးအဆင်ပြေလားကြည့်ရတာဝါသွားလားခဏလေးနော်โอเคခဏတော့နည်းနည်းဝဝလေးဖြစ်မှာပဲဒါပေမဲ့ပြီးကြရင်တော့အကုန်ရှင်းပြအောင်လုပ်ပေးမယ်နော်โอเคဒါဆိုလို့ရှိရင်ကြည့်အောင်မျက်လုံးနဲ့ဘယ်လိုဟာတွေဝင်နေရလဲဆိုတာထဲမှာမဲမဲလေးတွေအမုံလေးတွေကန်နေရတွေ့ရအောက်ထဲမှာလည်းတွေ့ရအများကြီးပဲကြာပြန်ကြည့်လောက်မယ်တော်များရနော်တော်များရမနေ့ဖေးရမယ်ခဏတော့တိခံထားဆင်းလိမ့်ထားရဲဆိုတော့ရိုင်းရောမနာပါဘူးကဲအဲ့ဒါဆိုလို့ရှိရင်မယ်ရီကိုရတဲ့လောက်လေးထုတ်ကြည့်မယ်နော်မျက်လုံးဖွင့်ထားတော့ဘာမှဖြစ်ဘူးခုနဆေးထည့်ထားပြီဆိုတော့နားလည်းမနာဘူးအေးစေးမျက်ရည်တော့နည်းနည်းကြာလိမ့်မယ်ဘာမှဖြစ်ဘူးမောင်ရအများကြီးပဲစိတ်ရှိရှိနေတော့ဖယ်မရမယ်ခဏလေးတိတ်ခတ်ထားတော့မျက်လုံးမှာလေမျက်တောင်မွေးလေးတွေကရှည်နေတော့အရင်ဆုံးဖယ်မရမယ်မျက်တောင်မွေးမျက်တောင်လေးတွေတော့တင်ပေးမယ်နော်အမျက်တောင်ဆိုလည်းအကိုချပေးမယ်
ဆိုပြန်ထုတ်မယ်နော်ခဏလေးပဲတိခတ်ထားမြေကြီးကြားလေးကြားစေပါမှဖြစ်ဘူးနော်မြေကြီးကြားလေးငိုတောင်ကိုချပလိုက်မောင်လေးကအောက်မှာပေါ်မှာများနေတော့နည်းပို့ပြီးတတိထားလုံနေရတယ်နည်းနည်းတော့ကြားမယ်နော်3-4 ခုလောက်တော့ပါလာပြီခဏလေးပြီးတော့မယ်ခဏစားဘလို့နေလဲနည်းနည်းတက်တော့ပါလားအခုဒီထဲမှာတော့တော်တော်များများပါလာတယ်ပေါ်လာခုနတော့အလိုမျိုးအရင်ခုလိုမဖြစ်တော့နော်โอเคအစကုန်းတော့မယ်ခဏစားကုန်းတလောက်ဖြစ်သွားပြီမဲတော့ကျွေးမျက်လုံးနဲ့ကြည့်ရတော့ဘာမှမမြင်ရတော့ခဏလေးအဆိုရင်ခုမင်းကမျက်လုံးကအရင်နာနေရဆိုတော့ဓာမီနဲ့လည်းထိုးလို့မဖြစ်ဘူးဒီမီးအောင်ဖြော့လေးနဲ့ပဲဒီမျက်လုံးတွင်းတစ်ဝိုက်ကိုစစ်ကြည့်မယ်နော်အမောင်လေးရှိသေးလားဘာရှိသေးလားဆိုတာအစင်တော့ပြေသွားရင်မလာကြည့်ရတာโอเคအစင်တော့ပြောင်းလာပါပြီနှလုံးလေးဖွင့်ထားမယ်ပုံမျက်ခွန်နေတော့ဘာမှမရှိတော့အခုကြည့်မယ်နော်အောက်မှာလည်းဘာမှမရှိတော့အဲ့ဆိုရင်ဆင်ပြေသွားပြီမယ်โอเคအဲ့ဆိုလို့ရှိရင်အခုမျက်လုံးနဲ့အမုံလေးထုတ်ပြီးသွားပြီဆိုတော့အခုဒီဝါနေတဲ့ကိစ္စကိုလုံးမယ်နော်လာစေမယ်ရီယာဒီမျက်လုံးဝါနေတာပြောင်းလို့ဆေးလေးတော့ပြန်မလို့မယ်မျက်လုံးဖွင့်ထားမယ်နော်မပိတ်ရအောင်တစ်ဖြုတ်တော့ဝါသွားလိမ့်မယ်ဘာမှဖြစ်ဘူးဘာမှဖြစ်
ပြီးကြရင်ကြည်သွားပါပဲเนาะခဏလေးဆေးလေးချအောင်လုပ်လာအောင်မယ်ခုကြည့်ရတာဘယ်လိုနေလဲပူဆိုးရတယ်လို့ပဲမဆိုးပါဘူးခဏပဲကြည်လားနေကြည်ရ okayဆင်ပြေရဆက်လာတကယ်လို့နာတာတို့ဆက်တာတို့ရှိလို့ရှင်မဲကိုပြောနော် okay ဘယ်လိုနေလဲကြည်လိုက်လားနေကြတယ် okay ဆိုခဏလေးမြေကိုချီခေါင်းလေးနဲ့ပုတ်ကြည့်မယ်ဝင်လာတော့နေလို့ဘာမှမဖြစ်ကြည့်လားကြည့်တယ်နော်နည်းနည်းတော့တူတက်လာပြီမလား okay ခဏလေးစဒီတစ်ခါနောက်ဆုံးဆင်းကြည့်လားတိခဏရှာသွားလားကြည့်သွားတခြားကြည့်အောင်မြင်ကွင်းရောရှင်းလား
ညာဘက် okay ဘယ်ဘက် okay အဲ့ဆိုအဆင်ပြေသွားပြီ okay ဒါဆိုအမုံနဲ့ထုတ်ပြီးပြီဒီမျက်လုံးကိုလည်းကြည့်အောင်လုပ်ပြီးပြီဆိုတော့ပြီးသွားပြီပေါ့နော်အိမ်ရောက်လို့ရှိရင်မျက်စင်ခတ်လာအောင်နော် screen time နေလည်းကြည့်ရရှော့